လိုင်းသားရမှာရုံးကန်ဆိုင်ကန်စားတောက်ဆိုင်ဘာပဲဖြစ်ဖြစ်စိုက်တာဖွင့်လို့ရမယ် multi purpose ဘတ်စုံသုံးဗတောက်ကားတန်း short house ကိုလိုက်ပြပေးမယ်နော်ရိုးမလန်းအကောင့်ထဲဖော်ထားတဲ့ဗတောက်ကားတန်းဆိုတာလူနေအိမ်ဗီလာ156လုံးပါဝင်ပြီးတော့ဆိုင်ကန်အတွက်အစအုံ short house 94ခန်းပါဝင်ပြီးတော့အဲ့ထဲကမှတောင်စုံအခန်းဖြစ်တဲ့ short house ကြောင်းရှင်းပြပေးပါမယ် location ကတော့ဘရင်အောင်တတာအမှတ်နဲ့လမ်းမကြီးကနေဝင်လာမယ်ဆိုရင်လှိုင်မြင့်ကရဲ့ဘေးလမ်းကနေဝင်လာနိုင်သလိုကနောက်မင်းသားကြီးလမ်းမကလည်းဝင်လာနိုင်ပြီးတော့သွားလာရလွယ်ကူတဲ့အပြင် FMI City City Law West Riverfront Condo project တွေလည်းရှိတာကြောင့်မို့လို့နောက်ပိုင်းမှာလူနေထူထပ်လာပြီးတော့စီးပွားရေးအတွက်လည်းအထူးကောင်းမွန်ပါတယ် short house ရဲ့အကျယ်ဝန်းပြောရမယ်ဆိုရင်အကျယ်23ပေ44ပေရှိပြီးတော့စုစုပေါင်း3049 square feet ကျယ်ဝန်းပါတယ်အလွှာတိုင်းမှာတန့်စင်ကန်2ခန်းစီလည်းပါဝင်ပါတယ် short house ကဆိုင်တဲ့လူနေအိမ်တွဲလျက်3တန်းအဆောက်အုံပုံစံအမျိုးအစားဖြစ်ပါတယ်ဒါအပြင်ဝယ်ယူပေးရတဲ့ပိုင်ရှင်အမည်ပေါင်းအုံနာပုတ်ရရှိမှာပါအရှင်းမျက်နှာစာမှာတင်ကား3စီးရပ်နိုင်မယ်ကားပါကင်ကြည်ကြဲဝန်းရှိတာကြောင့်ကိုယ်ဆိုင်ုံလာတဲ့ customer ရဲ့အတွက်ကားရရတာအဆင်ပြေစေမှာပါနောက်ထပ်ဘာတွေကအဆင်ပြေမလဲဆိုတာပြောပြရမယ်ဆိုရင်တော့အိမ်ရဝင်းမှာရေမီးလျှက်စစ်ရရှိပြီးတော့24နာရီလုံခြုံရေးလည်းရှိပါတယ်ဒါကတော့3ထပ် hot tie short house ရဲ့အတွင်းပိုင်းပြင်ဆင်ပါအောက်ထပ်မှာဆိုင် office နဲ့ကိုလုပ်ချင်တဲ့ business ကိုလုပ်လို့ရပါတယ်အပေါ်ထပ်တွေကိုတော့နေထိုင်ဖို့ဒါမှမဟုတ်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ space အဖြစ်သုံးလို့ရပါတယ်ဒါကြောင့်လုပ်ငန်းလုပ်ဖို့ရောနေထိုင်ဖို့ပါတစ်ခါတည်းအဆင်ပြေစေမယ် short house တစ်ခုလို့ပြောလို့ရပါတယ်အခုမိတ်ဆက်ပေးခဲ့တဲ့ဗတောက် garden short house ကိုစိတ်ဝင်စားရဆိုရင်အခုပဲ HK Property ကိုဆက်သွယ်လိုက်နော်